မြန်မာပြည်ရဲ့ landmark တွေပေါ်မှာတီကောင်ပေါ်လာပြီးဆိုဒီလူတိုင်းရဲ့အကြည့်တွေကဖယ်ပေးလိုက်ရစမြဲပဲဒါဟာကားတစ်စီးထက်ပိုတဲ့အောင်မြင်မှုရဲ့ပြရုပ်ချမ်းသာကြွယ်ဝမှုရဲ့သက်သေ Toyota Land Cruiser ပါပဲဘယ်ခေတ်ဘယ်အခါပဲ fit King of Off-road လို့တင်စားကြတဲ့ဒီကားဟာမြန်မာပြည်ရဲ့အချမ်းဆုံးလမ်းတွေကိုအေးအေးဆေးဆေးဖြစ်ကျော်နိုင်တဲ့အပြင်မြို့လေကောင်ရဲ့အခမ်းအနားဆုံးပွဲလမ်းသဘင်တွေမှာလည်းဘရင်တစ်ပါးလိုထဲဝါနေတတ်ကြပါသူ့ရဲ့ရုပ်ထွက်ကရင်ငါဟာအောင်မြင်သူတယောက်ဆိုတာကိုစကလုံးတွေမလို့ပဲတက်သေးပြနေတယ်လို့ပါပဲ V8 engine ရဲ့ဟင်းဟောက်တန်းကတင်းလေယုံကြည်မှုကိုမြင့်တင်ပေးတယ်လို့ကားအတွင်းပိုင်းက premium sound နဲ့တက်တောင့်တတခံစားချက်ကတော့တင်းကိုလောကကြီးရဲ့အပြင်ဘက်ကိုရောက်သွားစေမှာပါဘလောက်ပဲခီးချမ်းပါစေ Land Cruiser ထဲမှာဆိုရင်တော့တင်းဟာ agent နဲ့ non-road တစ်ခုထဲမှာရောက်နေတယ်လို့ပါပဲလူများကြမှာ team ပေါ်ခြင်းလို့မောင်းတာမျိုးမဟုတ်ပဲကိုယ့်ရဲ့ရက်တီချက်ကိုခိုင်မာစေဖို့မောင်းနေရတဲ့ကားမျိုးပါအကျန်းခံနိုင်ရည်မှာစံနမူနာပြတယ်လို့ပြန်ရောင်းတဲ့အခါမှာလည်းတန်ဖိုးမကျတဲ့ဂုံတင်းကဒီကားမှုမြန်မာပြည်ရဲ့နံပါတ်1ရွေးချယ်မှုဖြစ်စေခဲ့တာပေါ့အောင်မြင်သူတိုင်းရဲ့အိမ်မက်လူချမ်းသာတိုင်းရဲ့အဖော်မွန် Land Cruiser ဒီကားကိုပိုင်ဆိုင်ရတယ်ဆိုတာတင်ဟာလောကကြီးကိုအပေါ်ကြီးကနေကြည်နိုင်တဲ့အဆင့်တစ်ခုကိုရောက်သွားပြီဆိုတဲ့အသေးပဲပါပဲကဲမင်းရဲ့အောင်မြင်မှုကိုဒီခင်းနဲ့အထူးထူးစစ်ဖို့အသင့်ပြပြီလား